အဲ့ဒီမှာဗဇက်တဲ့လက်ညှိုးထိုးပြီးတော့ခွက်လေးတစ်လုံးနဲ့ကိုအဲ့ဒါအန်ထဲ့ပြီးတော့မှကျွေးတယ်ဝိသနုတီဟိုမှာစူလနာဂဆိုတဲ့မထေရဘာရှိခဲ့ဘူးတဲ့နေစွန်းစားပြီးလို့သပိတ်ကလေးစေးသပိတ်ကလေးမှပြီးတော့သွားလေးတိုက်နေတဲ့အချိန်လေးမှာခွေးပိန်မာလေးတဲ့ကောင်ကအစာရှာထွက်စာကြတဲ့တော့ခွေးပိန်လေးကြည့်ပြီးတော့ကျွေးကျင်စိတ်ပေါက်တယ်လှူကျင်စိတ်ပေါက်တယ်ပေါ့ဘာလှူကကောင်းမလဲကြည့်တော့စွန့်ကြံကွန်းကြံဘောင်းရှိတော့ပို့ပြီးတော့ဆိုတာကနောက်ကိုကြည့်လိုက်တော့ခွေးကလေးလေးတွေ3-4ကောင်ကပါလာစေဟာကြည်စံခွေးလေးတွေစာရှာနေကြတယ်ပိန်ချုံနေတာပဲဘာကျွေးရကောင်းမလဲဘာလှူရကောင်းမလဲဆိုပြီးတော့အလှူပွဲပစ္စည်းလိုက်ရှာတော့ဘလို့မှရှာမတွေ့ဘူးနောက်ဆုံးဘယ်ကတွေ့တယ်လဲပဲသူဒီနေ့လေစားစားထားတဲ့အစားစားတွေပိုက်ထဲမှာရှိတယ်အခုတည်းစားစားတာဒါတွေကိုပြန်ထုတ်ကျွေးရင်တော့သူတို့ရဲ့တနတ်စာဆင်ပြေလိမ့်မယ်ငါကတနေ့စာမစားရယုံနဲ့အစာအာဟာရတွေငါဒုက္ခရောက်เสียတိတ်ကြီးကြီးဖြစ်မယ်မထင်ဘူးပေါ့လူကျင်တာလူကျင်တဲ့ပုဂ္ဂိုလ်ကယဟန်လူခံတဲ့ပုဂ္ဂိုလ်ကခွေးအဲ့ဒီမှာဗဇက်တဲ့လက်ညှိုးထိုးပြီးတော့ခွက်လေးတစ်လုံးနဲ့ကိုအဲ့ဒါအန်ထဲ့ပြီးတော့မှကျွေးတယ်အဲ့ဒီအကျိုးကျေးဇူးဘာဖြစ်တော့မေးညနေဆောင်တော့ဟာလူတွေရောက်လာလိုက်ကြတာတီဟိုထူပါယုံကြောင်းတိုက်တယ်အရှင်နာဂအရှင်စုလနာဂရှိပါသလားအရှင်စုလနာဂရှိပါသလားဘာလို့ချင်လို့တော့သူတို့ကဖြော်ရည်ကတ်ချင်လို့သူတို့ကလည်းဘာလှူချင်လို့သူတို့ကသတုမရုကတ်ချင်လို့လှူချင်တဲ့လူတွေတန်းစီမနေ့မိုးနေတဲ့ခါကျဆုံးကန်ထွက်လိုက်တာအဲ့တပတ်ထွက်တာနဲ့ကျောင်းတိုက်ကတန်ခါ900ဖုံးပေးလောက်တယ်လှူလိုက်ရတဲ့အလှူပေါ်မှာကျေနပ်ပြီးတော့ပီတိဖြစ်တယ်အဲ့ဒီပီတိကိုခြေခံပြီးတရားကျင့်တော့လဲအာသောကင်းกว่าတဲ့ယဟန္တာကြီးဖြစ်တယ်နောက်တကတိယောတန်ဃာတော်များအိန္ဒိယကိုဖျားဘူးသွားခြင်းတယ်သွားရေးလာရေးကအဆင်ပြေတယ်လမ်းမှာစွန့်ကိစ္စစိုးရင်ကြတော့တန်ဃာတော်တွေကသုလနာကပါရင်ကောင်းမှာပဲဆိုတော့အရှင်ဘုရားတို့မပူနဲ့ဘုရားတပည့်တော်လိုက်မယ်စွန့်ကိစ္စတပည့်တော်တောင်းယူတယ်တောင်းယူတယ်ဆိုတော့ရှေ့တုန်းကအခုလိုလင်းမြန်နေကားတွေနဲ့သွားတာမဟုတ်ဘူးလမ်းလျှောက်သွားကြတော့အဲ့တော့ရှင်သုလနာကနဲ့သွားကြရတာဟာဘာနဲ့တူလို့မေးတော့အရှင်သီဝလိနဲ့သွားရတယ်လို့ပဲတဲ့တောတွေထဲဖြတ်သွားကျင်တဲ့နေရာသွားအကုန်လုံးလူတွေရှိရင်လူတွေကဆွန်းလောင်းလူတွေမရှိရင်နတ်တွေကဆွန်းလောင်းကြအိန္ဒိယတခွင်ဘုသံဝေဒနိယဌာနအစုံလင်ပေါ့ဗျာဖះတွေဖူးနေတဲ့အချိန်မှာပဲသုလနာကယောဂဆွဲပြီးတော့အဲ့မှာလွန်တော်မူခံဒီရောက်တဲ့အခါသံဃာတော်တွေကစိုးရင်ကြဟာတို့တွေတော့သုလနာကမရှိရင်မလွယ်ဘူးဟေးဆုံးကိစ္စသုလနာကပြောတယ်ရှင်ဘုရားတို့မပူနဲ့ဘုရားတဲ့တပည့်တော်ရဲ့ယုတ်ကလဒီမှာတဲ့မိသကြိုပြစ်လိုက်မိသကြိုလို့ကျွင်းကြံတဲ့အယိုးလေးကိုဝက်ကလေးတစ်ခုနဲ့ထုတ်တန်ခါ900ရဲ့ထိတ်ဆုံးကသာကင်ပြီးတော့ကြွဆုံးကိစ္စပြေလေစေရလိမ့်မယ်တဲ့ဒီလိုမိတ်တယ်ဗျာတကယ်လဲသူအဲ့ဒီမှာတင်ပြိဋိဘံစံသွားတယ်သူပြောတဲ့အတိုင်းပဲအယိုးတုပ်ကလေးကင်ပြီးတန်ခါ900ကဖျားဘူးတွေဆက်ကြွတယ်လမ်းဆုံးကိစ္စဟာလူမပါတဲ့ဒီအယိုးနဲ့တော့အဆင်ပြေတာပြောကျင်တာကဒီအဖြစ်ပြက်ကလေးမှာသုလနာကဤကဲ့သို့အကျိုးဖလားတွေကြီးမားနေတာဘာကြောင့်လဲဆိုတော့သူတော်ကောင်းတို့တွေလှူတဲ့ပုံမှာစိတ်ကမွန်မြတ်လွန်းလို့စိတ်တကုသိုလ်စိတ်ကိုပဏိတမွန်မြတ်သည်ကိုကာတုံပြုခြင်းကသက်ကွန်တတ်သာစွမ်းနိုင်တဲ့ပုဂ္ဂိုလ်အားဒါနအလှူဒါနသည်လူခန္ဓာမှာယုံညံ့တဲ့အောက်တန်းကြတယ်ဆိုတာနတိယပဲနီးနဲ့မှမဖြစ်နိုင်ဘူးလူကျင်တဲ့စိတ်ကကိုယ့်ရဲ့စိတ်ကသာမုံမြတ်မြတ်ထားအဲ့ဒီအလှူဒါနရဲ့အကျိုးဖလားဟာဘယ်တော့မှယုံညံ့တယ်ဆိုတာမရှိဘူးအခုသုလနာကကြည်လှူရခဲ့တာဘာလဲမေးရင်ခွေးကိုလှူခဲ့တာခွေးဆိုတော့လူကံပုဂ္ဂိုလ်တော်ကောင်းတို့တွေစင်ကြည့်လိုက်ပေါ့ဖယားမြတ်စွာပစ္စေကနဲ့အရိယာ8ဝဇာနာလာပြီးသီလဝန္တဒုတ်သီလတရိစ္ဆာန်မှတ်ရန်တကြိတ်လေးအလူကံပုဂ္ဂိုလ်တကြိတ်နဲ့4ယောက်1ပစ္စေကဗုဒ္ဓ1သဗ္ဗညုမြတ်စွာဘုရား2ကပစ္စေကဗုဒ္ဓဖယားမြတ်စွာပစ္စေကနဲ့
အရိယာရှစ်ဝသောတာပတ္တိမဂ္ဂတံသောတာပတ္တိဖလတံသဂရဂာမိမဂ္ဂတံသဂရဂာမိဖလတံအနာဂာမိမဂ္ဂတံအနာဂာမိဖလတံအရဟတမဂ္ဂတံအရဟတဖလတံဆိုပြီးတော့အရိယာပုဂ္ဂိုလ်၈ယောက်ဖရာပိစေကဗုဒ္ဓနဲ့ပေါင်းရင်10ယောက်ဖရာမြတ်စွာပိစေကနဲ့အရိယာ၈ဝါဇာနာလာပြီနံပါတ်7ကဇံရတဲ့ပုဂ္ဂိုလ်သီလဝန္တနံပါတ်7ကသီလဝန္တပုဂ္ဂိုလ်သီလရှိတယ်နံပါတ်73ကဒုတ်သီလမရှိတဲ့ပုဂ္ဂိုလ်ဒုတ်သီလတရိစ္ဆာန်တဲ့နံပါတ်14ကတရိစ္ဆာန်လူကံပုဂ္ဂိုလ်တစ်ကြိမ်နဲ့၄ယောက်တန်းစီလိုက်တဲ့အခါမှာသုလနာကမထေလှူဒန်းတဲ့နေရာဟာဘာကိုလှူသလဲမေးလိုက်တော့အောက်ဆုံးကခွေးကိုလှူတာဒါပေမဲ့စိတ်တန်ကုသိုလ်စိတ်ဟာပဏိတံမွန်မွန်မြတ်မြတ်ဖြစ်နေတာအဲကြောင့်စိတ်တံကုသိုလ်စိတ်ကိုပဏိတံမွန်မြတ်သည်ကိုကာတုံပြုခြင်းငါသက်ကွန်တတ်သာစွမ်းနိုင်တဲ့ပုဂ္ဂိုလ်အားဒါနလူဒါနသည်လူခန္ဓာမှာအောက်တန်းကြတယ်ဆိုတာယုံညံ့တယ်ဆိုတာနသီယာဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး